global ဘာညာကွကွာအကုန်ချင်းပြီးသား Redmi 10A လေးနော် Hello ဘောစီတို့Hello ပဲနော်တို့ကတော့ကဲအပေါ်သေးတွေအောက်သေးတွေမပြောတော့ဘူးနော် Redmi 10A လေးတွေကျွန်တော်ထဲမှာရောက်ထားတယ်နော် Redmi 10A လေးတွေရောက်ထားတယ်ဒီကောင်လေးတွေ RAM 464GB အလုံးတန်လေးတွေဗျနော် Redmi 10A လေးတွေရောက်ထားပါတယ်အပေါ်သေးနဲ့လိုချင်တော့အပေါ်မှာပဲဝယ်လို့ရမယ်အောက်သေးလိုချင်တော့အောက်မှာပဲဝယ်လို့ရမယ်အမျိုးတော့ရှိတယ်ဒါပါတော့Redmi 10A လေးရောက်ထားပါတယ်เนาะဒီကောင်လေးတွေအလုံးတန်းနဲ့original second လုံးလေးတွေပေါ့ဒီကောင်လေးတွေကတော့เนาะRedmi 10A RAM 464GB ပါမယ်အယောင်လေးကတော့ခဲအောင်လေးရမယ်အပြောင်လေးရမယ်အမဲလေးရပါမယ်ဗျာเนาะ RAM 464GB Redmi 10A ဒီကောင်လေးကျွန်တော်ရောင်းချပေးမဲ့ဈေးကတော့3,400,000 ခွဲပါဘောစီတို့เนาะ Redmi 10A ပါခင်ဗျာเนาะ3,400,000 ခွဲပါလက်ကားလိုချင်တဲ့ဘောစီတွေလည်းလက်ကားသေးတက်ရှိပါတယ်เนาะလက်ကားသေးဆိုရင်3လုံးကနေစပြီးတော့ကျွန်တော်လက်ကားယူလို့ရပါတယ် Redmi 10A လေး RAM 464GB လေးတွေပါနေ order လေးဆိုရင်လည်းကျွန်တော်ငွေလဲရောက်တာနဲ့ကျွန်တော်ပစ္စည်းပို့ပေးပါတယ်အိမ်ရောက်ငွေချေလိုချင်တယ်ဆိုရင်လည်းအိမ်ရောက်ငွေချေပို့ပေးပါတယ်ဗျာเนาะမန္တလေးမြို့တွင်အိမ်ရောက်ငွေချေလိုချင်တယ်ဆိုရင်လည်းအိမ်ရောက်ငွေချေရပါတယ်ဆိုင်ကိုလာရောက်ရွေးချယ်ဝယ်ယူချင်တယ်ဆိုတော့ဆိုင်လိပ်စာ58လမ်း123မှာရှိပါတယ်ဘောစီတို့เนาะဆိုင်ကိုလာရောက်ပြီးတော့ရွေးချယ်ပြီးတော့စိတ်ကြိုက်ထိတ်တိုက်လာပြီးတော့ဝယ်လို့ရပါတယ်လို့เนาะ